တီးရဲ့လူတွေကတော့တီးပြီးကြပြီပေါ့နော်တုံးနေကြပါပြီတော်တော်များများလဲဒါပေမဲ့မတီးသေးတဲ့လူတွေအတွက်ကျွန်တော်ဒီကားနဲ့ပတ်သက်ပြီးတော့အသုံးဝင်မဲ့ application လေးတစ်ခုရယ်ပြီးတော့ website လေးတစ်ခုရယ်အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ် okay အဲ့တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်တော့ကျွန်တော်ညီကိုတို့ကိုပြပေးမယ်ပထမဆုံးဟာကဘာလဲဆိုတော့ကျွန်တော်ဒီ Start My Car လို့ခေါ်တဲ့website လေးပေါ့နော်အဲကောင်တော့ application မဟုတ်ဘူး website ကျွန်တော်ဒီ Google မှာသွားပြီးတော့ကျွန်တော်ဒီမှာ Start My Car ဆိုပြီးရိုက်ရှာလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ Start My Car ဆိုတဲ့ website လေးတစ်ခုပေါ်လာပြီပေါ့နော်အဲ့တော့အဲ့ဒီကိုကျွန်တော်တို့ဝင်မယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ကားမျိုးစားတွေအများကြီးတော်တော်များများပါတယ်ပေါ့နော် Nissan တို့ဒီတရုတ်ကားတွေအစားပါတယ်ဗျာကျွန်တော်ဒီမှာ Tata တို့ Tesla တို့ Toyota စသဖြင့်ပေါ့နော်ဒါဒီကားမျိုးစားပါတယ်ကျွန်တော်ကတော့ဒါအလွယ်တကူပြမှာဖြစ်တဲ့အတွက်ဒီကောင်ကဘာတွေကြည့်လို့ရလဲဆိုလို့ရှိရင်ဥပမာကျွန်တော် Toyota ကတော့ထားလိုက်တော့ Toyota ကတော့ဒါကျွန်တော်တို့ဒီ Fuse ပေါက်ထန်တွေနေရကြတော့စာရေးထားတယ်ပေါ့နော်တချို့ကားတွေပြက်နေတဲ့ကားလောက်မှဒါကျွန်တော်ရှားတာHonda Fit တွေပါ Honda တွေပါကြတော့ကျွန်တော်တို့ကဘာလုပ်ကြလဲဆိုတော့fuse ဘောက်ကျွန်တော်တို့ဒီ fuse အဖုံးတွေမှာကြတော့ကျွန်တော်တို့စာနဲ့မရေးထားဘူးကျွန်တော်တို့ကကြတော့ဗာနဲ့ရေးထားလဲဆိုတော့ပုံလေးနဲ့ပြပေးထားတယ်အဲ့တော့ကျွန်တော်တို့ကဘာ fuse မှကျွန်တော်တို့မသိတော့ကျွန်တော်တို့ဒီထဲမှာရှာလို့ရတယ်ဒီထဲမှာဆိုလို့ရှိရင်ဒါ Honda Fit တွေကိုကျွန်တော်ဝင်လိုက်တယ်ဝင်ပြီးသွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာ fuse box diagram ဆိုပြီးတော့ပါတယ်ကျွန်တော်fuse box diagram ကိုဝင်လိုက်မယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒါသူ့ရဲ့ဒီမှာ model light fuse ခုံပုံစံတွေအကုန်လုံးရှိရပေါ့နော်အဲ့တော့လွယ်ကူဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Honda 2010 Honda Fit တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဒါသူ့ရဲ့ fuse ခုံပုံစံပေါ့နော်ဒါသူ့ရဲ့ fuse ခုံပုံစံလေးကိုပြမယ်ဒါဆိုလို့ရှိရင်ဒီ fuse ကဘာ fuse လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ထောက်ကြည့်လိုက်ဒါဆိုလို့ရှိရင် number 1 fuse main ကျွန်တော် mini ပေါ့နော် 10 ampere bucket fuse လို့ရေးထားတယ်ပြီးအောက်က fuse ဒီကောင်ဆိုလို့ရှိရင် ACG fuse စသဖြင့်ပေါ့နော် fan ဒါ main fan motor fuse ဒီမှာဆိုလို့ရှိရင်ဒါ fan motor fuse ဒါဆိုလို့ရှိရင်ဒါမီးလုံးအရှိမီးလုံးအတွက် fuse အဲ့လိုမျိုးကျွန်တော်တို့ဘယ်နေရာမှာရှိတဲ့ fuse ကဘာ fuse လဲဆိုတာကိုကျွန်တော်တို့သိရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအောက်မှာလဲသူက number 1ကဘာ fuse number 2ကဘာ fuse ဆိုပြီးအဲ့လိုမျိုးလေးရေးပေးထားတယ်ပြီးရင်ဒီမှာ relay တွေကတချို့ model တွေကမပါဘူးတချို့ model တွေကပါတယ်ပေါ့နော်အဲ့တော့ပါတဲ့ model တွေကပါတယ် relay နေရာတွေကတော့ပါတဲ့ model တွေကပါတယ်မပါတဲ့ model တွေကမပါဘူးပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်လည်းဒါဒီမှာဒီကဒါ GD1 အတွက်ပေါ့နော် GD1 အတွက်ဒါအထဲမှာရှိတဲ့ fuse ကိုတစ်ခုံပြီးရင်ဒီကောင်က GD1 က fuse ကိုနှစ်ခုံပါတယ်အပြင်မှာလည်းတစ်ခုံပါတယ်အဲ့တော့ဒီမှာအပြင်ကခုံအတွက်လည်းဒီမှာတစ်ခါလေးထည့်ပေးထားတယ်ပေါ့နော် okay အဲ့ဒါအပြင်ကိုမှသူကဘာတွေလုံးကြည့်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြင်ပြန်ထွက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ service and repair manual ဆိုပြီးပါတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီအဓိကတော့ diagram တွေပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲကိုဝင်သွားလို့ရှိရင်ဒီထဲမှာဒါ diagram တွေလည်းပါတယ်အဲ့တော့တချို့ဟာတွေလည်းအဆင်ပြေတယ်တချို့ဟာတွေလည်းကြည့်ရတာအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့တော်တော်များတော့အဆင်ပြေပါတယ်ဒါတွေကကျွန်တော်တို့တပြားမှပေးကြမလို့ပဲကျွန်တော်တို့ free ကျွန်တော်တို့ကြည့်လို့ရတဲ့နေရာတွေပေါ့နော် okay အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ပင်အောက်ကြည့်တဲ့ဟာကျွန်တော်မေးနေကြကျွန်တော်ဗီဒီယိုထဲမှာခါကြလို့ရှိရင်ကျွန်တော်ပင်အောက်ကြည့်ထားတဲ့ဟာလေးပြအဲ့ဒါကလေဝယ်ရတာလည်းမဟုတ်ဘူး free ရထားတာfree ရရတယ်ဆိုပေမဲ့လို့လေကျွန်တော်ကlink နဲ့ဝင်ပြီးတော့ကျွန်တော်လိုချင်တဲ့ဟာလေးတွေပေါ့နော်အသုံးများတဲ့ကားတွေကိုကျွန်တော်က screenshot ရိုက်ပြီးတော့ကျွန်တော်စုထားတာပေါ့နော်အဓိကတော့ကျွန်တော်နိုင်တဲ့လောက်ဟာလေးကိုကျွန်တော်စုထားတယ်ဒီမှာဒီ group ထဲမှာ ECU ပင်အောင်ဆိုတဲ့ group ရှိတယ်ဒီ group ထဲမှာကဒါကျွန်တော်ပဲရှိတာဘာမှမရှိဘူးဒါကျွန်တော်ဒါရောက်တဲ့နေရာမှာဒါကပင်အောင်ကြည့်လို့ရအောင်ပေါ့နော်ပင်အောင်ကြည့်လို့ရအောင်ဒါကျွန်တော်စုထားတဲ့ဟာလေးဒါကလည်းလူများတင်ထားပြီးတဲ့ဟာ link တွေပါရှိတယ်ဗျာကိုရန်ကြီးတို့ဘာလို့တင်ထားပြီးရဲ့ link တွေပါရှိရ Google Drive link တွေကျွန်တော်drive link တွေကဟာတွေကိုဒါကျွန်တော်တေချာလေးပြန်ပြီးတော့အင်တာနက်မရတဲ့ခါမျိုးကြလို့ရှင်လဲဒါကိုယ့်ဘာကိုယူသွားပြီးတော့ကြည့်လို့ရအောင်ဗျာဖုန်းဒါဆိုလို့ရှိရင်ဖုန်းပါပြီဆိုလို့ရှိရင်ဒါကျွန်တော်ဖုန်းထဲမှာဒါတွေအကုန်လုံးရှိပြီးသားပေါ့နော်တခါလေးကြည့်လို့ရအောင်ဒါကျွန်တော်စုထားတာမပြီးသေးဘူးကျွန်တော်တချို့ဟာလေးလည်းထည့်ဖို့ရှိသေးတယ်ပေါ့နော်ဒါကတော့ဒါကတော့ဘူးမှမပေးဘူးဒါတင်တဲ့ line လည်းမပေးဘူးဘူးမှမပေးဘူးဒါကျွန်တော်ဒါ
စုထားတဲ့ဟာလေးပေါ့နော်โอเคဒါကတော့ဒီဟာကတော့လေဟိုမလို့လဲမလို့ပြတလားတကယ်တမ်းခင်ဗျားတို့ပင်ရောက်စာအုပ်တွေပါရှိရဆိုလို့ရှင်တော့ဒီပို့ဆုံးတယ်ဒါကတော့ကျွန်တော်ကစာအုပ်ကြီးတကားကားနဲ့မရှာစရာမလိုဘူးဒါကိုယ့်ဘောက်ကိုကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ဟိုလောက်ထားတဲ့ဟိုပါလေးပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်ဒီကားမင်းဆိုတဲ့ software ဒီကားမင်းဆိုတဲ့ software ကကျွန်တော် diagram ကြည့်ရ software ပေါ့နော်ဒီကောင်ကတော့ပင်ရောက်တွေပါကြည့်လို့မရဘူး diagram ကြည့်ရ software တော်တော်မိုက်တယ်အစင်လည်းပြည်တယ်တီးပြီးတဲ့လူတွေကတော့တီးပြီးပေါ့နော်ဒီ software တွေအကြောင်းကတော့ကျွန်တော်တခါလဲ share လုပ်ဘူးတယ်โอเคအဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်အလွယ်အမြန်ဆုံးကြည့်လို့ရတဲ့တိုးဒါပဲကျွန်တော်ကြည့်ပေးလိုက်မယ်ဒါတိုးဒါထဲမှာဆိုလို့ရှိရင်လည်းဒါတော်တော်များများပါတယ်ဒါကိုယ့်ဘက်ကိုထောင်းပြီးလေးရကြည့်ပါနော်Play Store မှာ CAR က MIN main ဆိုပြီးတော့ရိုက်ရှာလို့ရတယ်တချို့ဟာတွေကတော့ဒီထဲမှာဘာဖြစ်လဲဆိုတော့ Russia စာရင်းနဲ့ဖြစ်တတ်တယ်တခါကြလို့ရှိရင်ဒီလိုမျိုး Russia စာရင်းနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါ Google Translate နဲ့ကျွန်တော်ပြန်ပြီးကြည့်မှရမယ်တချို့ဟာတွေကကြတော့တော်တော်များများအဆင်ပြေတယ် reference နဲ့ယူလို့ရတယ်ပေါ့နော်တချို့ဟာတွေကြတော့အဲ့လိုမျိုးအခက်အခဲတစ်ခုရှိတာကအားနည်းချက်တစ်ခုရှိတာကဒီကောင်ကတချို့ဟာတွေကြတော့ Russia စာရင်းနဲ့ဖြစ်တတ်တယ်အဲ့တော့တိတ်အဆင်မပြေဘူးဒါပေမဲ့ translate လုပ်ပြီးကြည့်လို့ရှိရင်တော့အဆင်ပြေတယ်ဒါဆိုလို့ရှိရင်ဒါ diagram ကြည့်ရ software ဒီလိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒါ diagram ကြည့်လို့ရတယ်တော်တော်အဆင်ပြေပါတယ်ကျွန်တော်ကတော့ဒါမရှိမဖြစ်ပေါ့နော်တခါလေကြားလို့ရှိရင်လည်းလိုအပ်ပါတယ် diagram တွေပင်အောက်တွေဒီ diagram တွေပင်အောက်တွေကတော်တော်လိုအပ်ပါပဲเนาะ diagnosis ကျွန်တော်ပြချက်ရှာတဲ့နေရာကြားလို့ရှိရင်တော့ဟိုမရှိတာနဲ့ဆိုလို့ရှိရင်တော့ရှိနေရင်တော့ပိုကောင်းတာပေါ့ဗျာမရှိရင်လည်းမရှိတဲ့တစ်မျိုးရှားတာပေါ့ဒါကျွန်တော်တို့ကတော့ဒါအလွယ်ကူဆုံးနဲ့ဒါအဆင်ပြေဆုံး software နှစ်ခုအကြောင်းဒါကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်